阿不吉没到那老样的，前面俺都不爱联系的。 အရကတတော်နဲ့စစ်ကော်မရှင်တက်ကြောင့်နှစ်ပတ်စလုံးတက်စစ်ရဲ့အချက်ချမ်းကနေရာမှာအပြန်အလှန်ထိုးစစ်တွေနေစဉ်ဖြစ်နေကြတာကြာမြင့်ခဲ့ပြီလို့အော်တိုဘာလ10ရက်နေ့ကအရကတတော်ကထုတ်ပြန်ပါတယ်။မကွေးတိုင်းမှာလက်ရည်ကံပြူဟာပဲခူးတိုင်းမှာညောင်ကျိုးပြူဟာကုန်အေယာရီတန်အဆက်လေးမျက်နှာမျိုးနေမှာစစ်ကော်မရှင်တက်ထိုးစစ်တိုင်းကိုတံပြန်ထိုးစစ်ဆင်နေရမို့တိုက်ပွဲတွေနေတိုင်းနေပါဖြစ်နေရလို့ဆိုပါတယ်။တပ်ပြူထိုးစစ်တွေကိုပြီးခဲ့တဲ့မဲလအစင်ကစတင်ပြီးကြီးရီလေးပူပေါင်းစစ်စင်ရေးတွေကျင်းပများစွာပြုလုပ်ခဲ့ပေမဲ့စစ်ကော်မရှင်တပ်ဟာထိခိုက်ကြဆုံးမှုများကိုသာရင်ဆိုင်ခဲ့ရတယ်လို့အရကတပ်တော်ကဆိုပါတယ်။အရကတပ်တော်ထိန်းချုပ်နေမြေတချို့ကိုစစ်ကော်မရှင်တပ်ထိုးစစ်ဆင်တိုက်ခိုက်မှုမျိုးဆက်လက်ပြုလုပ်ရင်ပြင်ဆင်နေတယ်လို့လည်းအရကတပ်တော်ကဆိုပါတယ်။အရကတပ်တော်ထိန်းချုပ်ထားတဲ့မြို့နယ်တချို့ကိုစစ်ကော်မရှင်တပ်ကလေကြောင်းရေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပြီးကြီးရီလေးစစ်တီလက်နဲ့ဖြစ်တင်ပြီးပြင်လည်ထိုးစစ်ဆင်သိမ်းယူဖို့ကြိုးစားနေတယ်လို့လည်းဆိုပါတယ်။စစ်ကော်မရှင်တပ်ဟာစစ်တပ်မျိုးနေမှာစစ်တီအင်အား1000နီးပါးထိဖြစ်တင်ထားသလိုရတပ်စစ်သိမ်းဘော်တွေလည်းအများဆုံးဖြစ်တင်ထားပြီးရတေတောင်ပုံနာကျွန်းပေါတော်စားတဲ့သုံးမျိုးတွေကိုရေလန်းကျောင်းမှပိတ်ဆို့စောင့်ကြည့်နေတယ်လို့စစ်ကော်မရှင်တပ်အတိုင်းဝိုင်းကဆိုကြပါတယ်။အဲ့ဒီအပြင်မဲအောင်ရမ်းမြေရေလက်ကြားတွေမှာလည်းရတပ်စစ်သိမ်းဘော်တွေကိုအများဆုံးတက်ဖြတ်ချထားသလိုဂေါတန်တွေအနီးပင်လယ်တွေမှာလည်းရတပ်စစ်သိမ်းဘော်တွေကိုကန်တက်ထိုးစစ်ဆင်ဖို့အင်အားအများဆုံးတက်ဖြတ်ချထားတယ်လို့စစ်ကော်မရှင်တပ်အတိုင်းဝိုင်းကဆိုကြပါတယ်။အဲ့ဒီပုံနာကျွန်းတန်တွေခေါ်စားတဲ့မြို့နယ်တွေအပါအဝင်အရကတက်တော်ထိန်ချုပ်ထားတဲ့မြို့နယ်တွေကိုလေကြောင်းကင်းထောက်တာတွေနေ့စဉ်ရက်ဆက်ပြုလုပ်နေတာဟာထိုးစစ်ဆင်ပြန်သိမ်းဖို့စ조사နေတာဖြစ်ပြီးစစ်ကော်မရှင်တပ်ကထိုးစစ်ဆင်ပြန်လေသိမ်းယူလာနိုင်တယ်လို့စစ်ရေးစောင့်ကြပ်လေ့လာသူတွေကဆိုပါတယ်။စစ်ကော်မရှင်တပ်ဟာလေကြောင်းကင်းထောက်တာတွေပုံမပြုလုပ်လာနေတယ်လို့ drone တွေအပါအဝင်ဒီပညာတာလင်မှုတွေကိုလည်းပုံမအသုံးချတိုက်ခိုက်နေပြီးကြီးရည်လေးပူပေါင်းစစ်စင်မှုတွေကိုကိုမိုပြုလုပ်နေတာမို့ထိုးစစ်တွေပြင်းထန်လာနိုင်တယ်လို့စစ်ရေးစောင့်ကြည့်လေ့လာသူတွေကဆိုပါတယ်။စစ်ကော်မရှင်တပ်ဟာ drone တွေအပါအဝင်ဒီပညာတာလင်မှုတွေကြီးရည်လေးပူပေါင်းစစ်စင်မှုတွေကိုအသုံးချပြီးကြောက်ပြူမျိုးသိမ်းတိုက်ပွဲတွေကိုအချိန်ယူထိန်းထားနိုင်တာမို့တန်ရွေးမျိုးတွေကိုတံပြန်ထိုးစစ်ဆင်တယ်လို့တိုက်ခိုက်နေတယ်လို့လည်းစစ်ရေးစောင့်ကြည့်လေ့လာသူတွေကဆိုကြပါတယ်။အဲ့ဒီအပြင်အရခတ်တော်ထိန်ချုံနေမျိုးတွေကိုလေကြောင်းကင်းထောက်ပြီးပင်နေကြောင်းလန်းတွေကပိတ်ဆို့ထိန်ချုပ်ထားတာမို့လက်ကျန်3မျိုးသိန်းထိုးစစ်တွေကိုဟန်တာနိုင်သေးတယ်လို့လည်းထောက်ပြကြပါတယ်။နောက်ပြီးအရခတ်တော်ထိန်ချုံနေမျိုးတွေကိုကြီးရီလေးပူပေါင်းပြီးတံပြန်ထိုးစစ်ဆင်မဲ့ပုံစံမျိုးစစ်ရေးချင်းချုပ်ထားတာမို့အရခတ်တော်ရဲ့မျိုးသိန်းတိုက်ပွဲတွေအချိန်ပိုကြာတော့နိုင်တယ်လို့စစ်ရေးစောင့်ကြည့်လေ့လာသူတွေကဆိုကြပါတယ်။စစ်ကော်မရှင်တပ်ဟာတချို့မျိုးတွေကိုပြန်ပြီးသိမ်းဖို့စ조사နေရမှုပြည်သူတွေစည်ရေးတတိရှိကြဖို့အရခတ်တော်မှာအော်တိုဘာလ10ရက်နေ့ကအတည်ပြုလိုက်ပါတယ်။